သောတာပန်ပုဂ္ဂိုလ်ကကာမတုဂတိခုနှစ်ပုံမှာပရိသတိယူနိုင်သေးတယ်လူပုံနဲ့ပါနေတာဆိုတော့မေးချင်တာကဆရာသောတာပန်ပုဂ္ဂိုလ်တည်ပြီးတော့လူပြန်ဖြစ်တဲ့မှတ်တမ်းတစုံတရာများရှိပါသလားဆိုတာသိချင်ပါရဲ့ဆရာဆိုပြီးတော့မေးမြန်းထားတာပဲဖြစ်ပါတယ်ရှင်အဘိဓမ္မထသင်္ကာဟခြားတာဆိုတာရှိတယ်အဘိဓမ္မာကျမ်းပေါ့အဘိဓမ္မာကျမ်းမှာဗာလဲဆိုတော့ဇံမရတဲ့သောတာပန်တက္ကရာကံအနာဂံမပါဘူးအနာဂံကဇံရမရသူတေဂာနီးမှာဇံရပြီးတော့ဗြဟ္မဘုံသွားတယ်သုဒ္ဓဝါဒဘုံသွားတယ်အဲ့တော့သူကလူပုံပြန်တဲ့ဟာကိုမေးတာဆိုတော့အဲ့တော့ဇံမရတဲ့သောတာပန်တက္ကရာကံဒီပေါ့အဲ့ဒီပုဂ္ဂိုလ်ဒီမှာသူကရနိုင်တဲ့ပဋိသန္ဓေရှိတယ်ရောက်နိုင်တဲ့ဘုံရှိတယ်ဒါတိတိပပပြတာရနိုင်တဲ့ပဋိသန္ဓေကဘာလဲဆိုကာမတိဟိတ်ပဋိသန္ဓေဖြစ်တယ်ကာမတိဟိတ်အဲ့တော့ဒွိဟိတ်မဟုတ်ဘူးပေါ့ဗျာမဟာဝိပဿနာ၈ပါးမှာညာဏတံပြုတ်၄ပါးပေါ့နော်ပြောရင်တော့အဲ့တော့ဟိုဘက်ရောက်နိုင်တဲ့ပုံကြတော့ကာမတုဂတိ9ပုံလို့ပြောတယ်သူမေးထားတဲ့အတိုင်းပဲမှန်ပါတယ်ကာမတုဂတိ9ပုံဆိုတော့လူပုံပါမယ်နတ်ပြည်6ထပ်ပါမယ်ပေါ့နော်အဲ့မှာဆိုလိုတာကသောတာပန်ဖြစ်ပြီးတော့သုတိစိတ်ကြပြီးသေဆုံးတဲ့ပုဂ္ဂိုလ်ကလူပုံလာနိုင်သေးလားပေါ့သူမေးပုံကနော်သူအဲ့တော့လာခွင့်ရှိတယ်ပေါ့ကာမတုဂတိ9ပုံဆိုတော့လူပုံတစ်ပုံလာခွင့်ရှိတယ်သောတာပန်တူသေသွားရင်လူပြန်ဖြစ်ဖို့အတွက်ဖြစ်ခွင့်ရှိတယ်ဖြစ်ခွင့်ရှိတယ်လို့ဆိုပေမဲ့ तू ကအဲ့ဒါက तू ကစာပေမှာဘယ်လိုပြလဲလို့ဆိုတော့မက္ကနိယမှာသိကြည့်မျိုးမဟုတ်ဘူးတဲ့ဝိပဿနာနိယမှာသိကြည့်တာလည်းဖြစ်တယ်အဲ့လိုပြောတယ်အဲ့တော့မက္ကနိယမှာသိကြည့်ဆိုတာဘာလဲဆိုရင်တော့လူပိုင်းနားလည်အောင်ပြောရင်တော့ဧကံပေါ့ဗျာဟိုကတော့အနေကံပေါ့နော်အဲ့တော့ဧကံဆိုတာကဖြစ်ကိုဖြစ်မှာအဲ့တော့မက္ကနိယမှာသိကြည့်မဟုတ်ဘူးဆိုတော့ဖြစ်ကိုဖြစ်ရမယ်မဟုတ်ဘူးလူပြန်ဖြစ်ရမယ်လို့မဟုတ်ဘူးဖြစ်မယ်ဆိုလည်းဖြစ်ခွင့်ရှိတယ်လာခွင့်ရှိတယ်ပေါ့